မင်္ဂလာပါပကောမင်္ဂလာပါပကောကျေးဇူးများကြီးတင်ပါတယ်လာပါမေမေပြပြခေါ်ပါတော်လာခဲ့ပါဦးအော်ဖအန်ကရောက်ဒီကရန်ကုန်ကတိုင်ဦးကမွန်ပြည်နယ်ကဘဘိုးကစုပြီးပါမယ်ဒါဖအန်ကကရမလေးမဆုံးမှုလောဖို့အချာใจတော့မလို့နဲ့ဂျိတ်တွေနဲ့လက်တွေကိုထိုးနေတာလောဖို့အထားရေးလောဖို့အထားဆိုတော့သူကပျော်သွားတာထိုးနေတာตัวအကျယ်လေကြာလို့ဇိုးလာတာဝေးကြီးရေဆက်ရန်ကုန်နဲ့ဖက်အံပဲခူးမှာရေဆက်စုံတာကျေးဇူးများတင်ပါတယ်မေဒီလိုပဲမေတရားအထုတ်တာကျွန်တော်မြဲတမ်းမြင်ကြပါတယ်စုကြတော့သူကကြနေခြင်းလို့တိပဲကျူးစီထိုးနေတာကျေးဇူးများရှင်ဟုတ်ကဲ့မကျေးဇူးများတင်